လက်ပြညမှာလက်မင်းကြီးကိုမော့ချီရင်နဲ့လောက်ပေါ်မှာယုံယုကလေးဘာလို့ရှိနေတာလဲဆိုတာတင်ရောတွေ့ဘူးလားဒါဟာကဘာတီးသွေးအမေးမခံနိုင်တဲ့အသက်ဆုံးအလိုတစ်ခုရဲ့ပြယူပါပဲရှေးအတိတ်ကာလဟေမာဝန်တာတောအုပ်ကြီးရဲ့တာယာလာပါတဲ့တောင်ကုန်းတစ်ခုပေါ်မှာဖယားအလောင်းတော်ယုံမင်းဟာနေထိုင်ခဲ့ပါတယ်ယုံမင်းဟာတာမန်ယုံတကောင်ထက်ထူးကဲတဲ့ပညာဉာဏ်ရှိပြီးသီလနဲ့ဒါနပါရမီတွေကိုအမြဲတစေဖိကျင့်နေသူဖြစ်ပါတယ်ယုံမင်းမှာရေထဲကဖြန်တစ်ပင်ပေါ်ကမြောက်နဲ့မိပြင်ကမိခွေးဆိုတဲ့အလွန်ချစ်ခင်ရတဲ့မိတ်ဆွေသုံးဦးရှိပါတယ်ကျွန်တော်ကတော့ရေးထဲမှာအစာရှာရတာကျွမ်းမကျင်ဆုံးပေါ်တပင်ပေါ်မှာဆိုရင်တော့ကျွန်တော်ကိုဘယ်သူမှမမိနိုင်ဘူးဗျမြေပြင်ပေါ်မှာဆိုရင်တော့ကျွန်တော်ကအမြန်ဆုံးပဲလေမိတ်ဆွေတို့ကျွန်ုပ်တို့ဟာအမြဲတမ်းသီလဆောင်ထိန်ပြီးဒါနပြုဖို့မမေ့ကြပါနဲ့သူတို့လေးဦးဟာအမြဲတစေစီးနှုံးညီညွတ်စွာနေထိုင်ကြပြီးယုံမင်းရဲ့ဆုံးမစကားအတိုင်းကုသိုလ်ကောင်းမှုတွေကိုအတူတကွပြုလုပ်လေးရှိကြပါတယ်ဒီနေ့တော့လာပြေဥပုပ်နေ့မှာယုံမင်းဟာမိတ်ဆွေတွေကိုစုဝေးစီပြီးဥပုပ်သီလဆောင်တည်ဖို့နဲ့အလိုခံပုဂ္ဂိုလ်ရောက်လာရင်မိမိတို့ရှာဖွေထားတဲ့အစာတွေကိုလူဒန်းကြဖို့တိုက်တွန်းခဲ့ပါတယ်ယနေ့ဥပုပ်နေ့တွင်သီလဆောင်တည်ကြပြီးအလှခံပုဂ္ဂိုလ်ရောက်လာခဲ့ရင်မိမိတို့ကအစာအာဟာရကိုကြည်ဖြူစွာလှူဒန်းကြပါစို့မိတ်ဆွေတွေအားလုံးကလည်းယုံမင်းရဲ့စကားကိုလေးစားစွာနဲ့ဝန်ခံခဲ့ကြပါတယ်ကျွန်တော်ကတော့ဒီငါးချင်းခက်တကောင်ကိုစူးပေါ်ဆင်တင်ပါပဲကျွန်တော်ကတော့ဒီတရက်တိမဲ့တွေကိုလှူပါမယ်ကျွန်ုပ်စီမှာလည်းဒီအသားနဲ့ဖွက်တကောင်ရှိပါတယ်ထံကငါးတွေကို၎င်းမြေခွေးကအသားနဲ့ဖွတ်ကို၎င်းမြောက်ကတရက်သီးတွေကို၎င်းအသီးသီးရှာဖွေစုဆောင်းခဲ့ကြပါတယ်ယုံမင်းကတော့မိမိမှာလှူဒန်းစရာမြက်ပင်ပွဲရှိတဲ့အတွက်အလိုခံရောက်လာရင်မိမိရဲ့ခန္ဓာကိုယ်အသားကိုပဲလှူဒန်းဖို့ပြတ်သားစွာဆုံးဖြတ်လိုက်ပါတယ်ယုံမင်းရဲ့ကြီးမားတဲ့ဒါနပါရမီကိုစံသက်ဖို့တရားမင်းဟာပုံနာအိုအသွင်နဲ့ဆင်းသက်လာခဲ့ပါတယ်ဟိုပုံတာကျွန်တော်တွေအားချင်းခုနှစ်ကောင်ရှိပါသည်နင်းတို့ကိုကြီးဖြူစွာလူရန်ပါသည်ပုံနာကျွန်တော်တွေမှဲ့ဝင်တော့တရက်တိခိုင်များရှိပါသည်ကြီးဖြူစွာလှူဒန်းပါသည်ပုံနာကျွန်ုပ်တွင်အသားတက်တက်နဲ့ဖွက်တကောင်ရှိပါသည်၎င်းတို့ကိုကြီးပြူစွာလှူဒန်းပါသည်ပုံနာအိုဟာမိတ်ဆွေသုံးဦးထံကအလူကိုခံယူပြီးနောက်ယုံမင်းထံကိုရောက်ရှိလာပြီးအလူခံခဲ့ပါတယ်ယုံမင်းဟာပုံနာအိုကိုမီးမွေးခိုင်းပြီးနောက်မိမိကိုယ်ပေါ်ကတတဝငယ်လေးတွေကိုဘေးကင်းအောင်ကိုခါလိုက်ပါတယ်ထို့နောက်တောက်လောင်နေတဲ့မီးပုံကြီးစဲကိုအသက်ဆုံးပြီးရဲရဲဝံ့ဝံ့ခုန်ဆင်းကဒါနပြုခဲ့ပါတယ်ဒါပေမဲ့အံ့ဖွယ်ကောင်းစွာပဲယုံမင်းရဲ့တီလော့တကူကြောင့်မီးဟာယုံမင်းကိုအနှင်းငယ်မြောက်မလောင်ကျွမ်းစေခဲ့ပါဘူးဒီကမင်းဟာမိမိရဲ့မူလအသွင်ကိုပြသပြီးယုံမင်းရဲ့မုံမြတ်လာတဲ့ဆွန့်လွတ်မှုကိုအလွန်အမြင်ချီကျူးခဲ့ပါတယ်ဒီကမင်းဟာယုံမင်းရဲ့ဒီကြီးမြတ်တဲ့အလူကိုကဘာတီသူရဲ့အမတ်ရနေစေဖို့လက်မင်းကွာမှာယုံရုပ်ပုံကိုရေးထိုးပေးခဲ့ပါတယ်ဒါကြောင့်ဒီနေ့တိုင်လပ်ကြီးညရီမှာလက်မင်းပေါ်ကယုံရုပ်ပုံကိုမြင်တွေ့နေရတာဖြစ်ပါတယ်